အနေငယ်များလှုပ်ရှားလိုက်ရုံနဲ့အသက်ဘေးအန္တရာယ်ကြုံရနိုင်မှန်းသိလျက်နဲ့လူတစ်ယောက်ဟာခေါင်းမှာတန်ကရိယာကြီးတစ်ခုညှက်မိနေပြီးငြိမ်သက်စွာရပ်နေခဲ့တဲ့သူ့ရဲ့အားရင်ကြီးနေတဲ့အခြေအနေကိုမြင်တော့ရန်သူဖြစ်သူကဝမ်းသာအားရနဲ့လှောင်ပြောင်ရင်မောပါတော့တယ်ဒါပေမဲ့ဒီလိုအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ကြားကပဲထိုလူဟာစိတ်ကိုပြင်းပြင်းစွာထားပြီးတရားစာတွေကိုဖြုတ်ဖက်မှုဆောင်နေခဲ့တယ်ချက်ချင်းဆိုသလိုပဲထူးဆန်းစွာနဲ့ရန်သူရဲ့ခေါင်းမှာလည်းအလားတူတန်ကရိယာကြီးတစ်ခုလာရောက်ညှက်မိပါတော့တယ်တန်ကရိယာကြီးကတဖြည်းဖြည်းတင်းကျပ်လာတဲ့အခါမှာတော့ရန်သူဟာဘလို့တားဆီးရမှန်းမသိပဲအတဲတန်တုံးလုံးချောက်ချသွားခဲ့ရတယ်ထိုလူကတော့ဖျားစာတွေကိုဆက်လက်ယူဆိုရင်ရန်သူကိုလူတက်လို့တဲ့စေရိုင်းတွေကိုဆွလို့ဖို့တိုက်တွန်းလို့ဆိုခဲ့ပေမဲ့ရန်သူကတော့နားမထောင်ခဲ့ပါဘူးနောက်ဆုံးမှာတော့အသက်ဘေးကနေလွတ်မြောက်ဖို့အတွက်ရန်သူဟာအတဲတန်ဖြစ်လာပြီးသူ့ရဲ့အကြမ်းဖက်လို့တဲ့လမ်းစဉ်တွေကိုဆွလို့ပါမယ်လို့သဘောတူကတိပေးလိုက်ရတယ်အဲ့ဒီနောက်မှာတော့ညှက်ထားတဲ့တန်ကရိယာကတဖြည်းဖြည်းပြန်လည်ရော့ရဲသွားပြီးသူ့တက်ကိုချမ်းသာပေးခဲ့တယ်ဒါပေမဲ့ထိုလူကသူ့ရဲ့ဘုံတို့ကိုတူတူတို့ကိုလှုပ်ခါလိုက်တဲ့အခါမှာတော့သူ့ကောင်းမှာဆွတ်ထားတဲ့တန်ကရိယာကြီးကအစိတ်စိတ်မှောင်သွားသူ့ဘက်ကိုစီးသွားတာကြောင့်ရန်သူဟာမယုံနိုင်တော့ဘူး